Hello မင်္ဂလာပါဒီနေ့တော့ဒီမှာကိုလိုချင်တဲ့ပုံစံလေးပုံမှာအရေးဖော်ပြမယ်နော်ဒါတော့စိုက်ကဲပစ္စည်းပေါ့ဒီ CNC programmer တွေနဲ့ဒီမှာအရေးဖော်ပြမယ် G87 နဲ့အရေးဖော်ပြမယ်နော်သူရဲ့ဆက်ကအုတ်ခုမဆိုတော့အရေးဖော်တဲ့အခြေဆိုရင်သူကG87 ကိုတို့ရတယ်နောက်ဗီဒီယိုမှာဆိုရင်ဒီကောင်လေးတွေသိချာရှင်းသွားအောင်ကျွန်တော်ပြောပြပေးသွားမယ်သူတို့ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုနော်ဒီနေ့ကတော့အရေးဖော်တာကိုပဲကြည့်လိုက်ပါဒီဓာတ်နဲ့အရေးဖော်ပြမယ်တခါတည်းဆက်မှာတခါတည်းမောက်ပြမယ်နော်ဒီမှာဆိုအရေးဖော်နေပြီပြီးသွားပြီပြီးရင်ဒီကောင်လေးနဲ့စမ်းပြမယ်ကိုခေါ်လာတဲ့ဟာဝင်လာမယ်ဝင်လာပေါ့ဒီမှာလည်းဝင်သွားပြီဒါဆိုင်ကပစ္စည်းပေါ့အရေးဖော်တာဒီမှာဒီဟာလေးကိုနားလဲသဘောပေါက်ရင်လေဒီမှာအရေးဖော်တာလွယ်လေးပဲဒီမှာအလွယ်ဆုံးနဲ့အယုရှင်းဆုံးနည်းလေးကျွန်တော်ပြပေးထားတာနောက်ဗီဒီယိုမှာဒီကောင်လေးရဲ့အလုံးလုံးတဲ့သဘောကိုကျွန်တော်နားလဲအောင်ရှင်းပြပေးမယ်နော်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်ရင်မိတ်ဆွေတငယ်ချင်းတွေကိုလည်းမျှဝေပေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးသွားပါနော်အားလုံးကျေးဇူးတင်ပါတယ်